မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ CNC 3D printer တွေလုပ်ချင်တဲ့သူတွေအတွက်ပုံတွေတစ်ခုနဲ့ပုံတွေတစ်ခုပြချင်ပါတယ်အဲပုံနာမည်က MKTSC လို့ခေါ်ပါတယ်မဟာဘေးကုမ္ပဏီကထုတ်တာပေါ့ဒီပုတ်လေးဖြစ်ပါတယ်ဒီပုတ်လေးက CNC နဲ့ 3D printer တွေလုပ်တဲ့နေရာမှာအလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးလုပ်လို့ရတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ပုတ်လေးပဲဖြစ်ပါတယ်ဒီကောင်ကျတော့ 380 ပါ MKTSC 32.2 ပါဒီကောင်ကျွန်တော်တစ်ချက်ဖောက်ပြမယ်နော်ဒီကောင်အာရီနိုထပ်ပို့လွယ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အသေးစိတ်တော့အဲ့မရှင်းပြရသေးပါဘူးအကြံပြလေး basic မိတ်ဆက်လေးတော့ကျွန်တော်ပြောပြပါမယ်သူပြောတာ 3D printer တွေ CNC engraving တွေmobile ဖုန်းနဲ့ထိန်းချုပ်လို့ရတယ်ပြီးတော့အဝေးကနေတော့ထိန်းချုပ်လို့ရတယ် PC နဲ့ laptop နဲ့ထိန်းချုပ်လို့ရပါတယ်ဒါ laptop နဲ့ချိတ်ဖို့ကြိုးပါ laptop USB laptop မှာချိတ်ပြီးတော့ဒါကိုပုံးနဲ့ချိတ်ရမှာသူ့ထဲမှာပါတာတော့ဒါပါပဲဒါဝယ်ထားတဲ့ပေါင်ချာပါမလေးရှားမှာဝယ်ထားတာပါဘာမှမရှိပါဘူး163ချက်ပဲရှိပါတယ်အားလုံးမှာပုတ်ကနဲ့169ချက်180တောင်ပဲရှိပါတယ်စီးလဲချို့တယ်ဒီကောင်လောက်ရတာလည်းလွယ်ပါတယ် CNC တွေ 3D printer တွေဒီကောင်ဘာမှအလုံးစရာမလိုပါဘူးဒါသူ့ရဲ့ပုတ်ပါဒီကောင်တွေကတော့ strapper driver လို့ခေါ်ပါတယ်မော်တာထိန်းချုပ်ဖို့အတွက်driver ဖြစ်ပါတယ်ဟော AAZ YAZ ZAZ ပါ3AZ ပေါ့ဒီ strapper motor driver တွေချိန်ညှိတာတွေနောက်ဗီဒီယိုနဲ့ကျွန်တော်ထပ်ရှင်းပြပါမယ်တစ်ဆင့်ချင်းစီကျွန်တော်ဗီဒီယိုတွေတင်နေသွားပေးပါမယ်ဒီကောင်တွေကဖြုတ်တက်လုပ်လို့ရတယ် site ထားတာပေါ့ဒီ driver လေးတွေကသူ့ပုံမှာအားသာကြတော့ Wi-Fi ပါတယ်အဝေးကနေထိန်းချုပ်လို့ရတယ် SC ကနဲ့လည်းတိုက်ရိုက်မောင်းလို့ရတယ်ဒါကွန်ပျူတာနဲ့မောင်းတာပေါ့ဒီကောင်နဲ့ကလေဒီကောင်က12ဖို့ဒါမှမဟုတ်24ဖို့ကောင်ပေးရပါတယ်24ဖို့ပေးရင်ဒီကောင်ပိုကောင်းပါတယ်ကျွန်တော်တော့စမ်းကြည့်ပါပြီဒီကောင်ကွန်ပျူတာနဲ့ထိန်းမော်တာတွေလှည့်တာတွေပါတယ်စမ်းကြည့်ပြီးပါပြီ
ဒီကောင် GRB ရဲ့ဘေးပုတ်ပါဒါသူ့ရဲ့စခွင်ပါMKF DSC 32ပုတ်ရဲ့စခွင်ဖြစ်ပါတယ်ဒီစခွင်နဲ့မထိန်ချုပ်ခြင်းဘူးဆိုကွန်ပျူတာနဲ့ထိန်ချုပ်လုပ်လိုက်ရပါတယ်ကွန်ပျူတာနဲ့ထိန်ချုပ်ခြင်းဒီဒါအော်ဒီပေါက်မှာထိုးပြီးတော့ကွန်ပျူတာမှာဒီ USB ပေါက်လေးထိုးလိုက်ပါရပါဒီစခွင်နဲ့ဒီကျိုးနဲ့ကတော့ဒီမှာချက်ရတာပါဒါရတော့မပြတော့ပါဘူးဒီကောင်လေးလွဲပါတယ်ချက်ရနောက်တစ်ခုကျွန်တော်ပြချင်တာကတော့လောဆယ်ကတော့ကျွန်တော်ဒီမှာ12ဘို့အတက်ပါပဲရှိပါတယ်12ဘို့နဲ့ကျွန်တော်စမ်းကြည့်ပြီးပါတယ်12ဘို့အတက်ပါဒီမှာထိုးရတာပါဒါကတော့စက်ပါဒရိုင်ဘာပဲဖြစ်ပါတယ်စက်ပါမော်တာပဲဖြစ်ပါတယ်စက်ပါမော်တာနမစက်ခွန်လို့ခေါ်ပါတယ်အသေးလေးပါတော့3D ပြင်တာဒီမှာသုံးလို့ကောင်းပါတယ်စက်ပင်းမော်တာပါစက်ပါမော်တာကိုဒီကြီးကျိုးနဲ့ဒီဘုံမှာချက်ရတာပါဒီကောင်88ဆိုရင်88အပေါင်မှာချက်ရတာပါမော်တာဒီမှာလက်ချက်ရတာချက်ပုံချင်းနေရတော့ကျွန်တော်မပြတော့ဘူးဒါတွေလွယ်ပါတယ်ချက်ပုံချင်းနေရစက်ပါမော်တာပါဒီကောင်ထိန်းချုပ်ဖို့အတွက်ဒီဘောထိန်းချုပ်ဖို့အတွက်ကွန်ပျူတာမှာချက်ရတဲ့ကွန်ပျူတာမှာသုံးရတဲ့ software က CNC JR လို့ခေါ်ပါတယ်CNC JR software ပါဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆက်ပြီးတော့ပြတာပါ